ကိုတီထားသမျှကိုယုံကြည်ထားသမျှအရာအားလုံးကိုစွန့်လွတ်ပြီးတော့ဘဝအသစ်တစ်ခုကိုစမယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုတာတွေးကြည့်ဖို့ပါသလားဒီနေ့မှာတော့အဲ့ဒီလိုအတိအကျလောက်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့မယုံနိုင်စရာခရီးစဉ်အကြောင်းကိုအတူတူလိုက်ကြည့်ကြရအောင်ဒီဇလန်ရဲ့အဓိကဇက်ကောင်ကတော့ youth လို့ခေါ်တဲ့အမျိုးသမီးတူပေါ့သူဟာကလေးတွေကို yes ပူဆိုဖို့တောင်းဆိုတဲ့ဖះကိုကိုးကွယ်တဲ့တိုင်းပြည်မှာနေထိုင်ခဲ့တာပါဒါပေမဲ့လေကိုယ်တလုံးထီယူလာခဲ့ရတဲ့အရာအလုံးကိုမေးခွန်းထုတ်စားဖြူလာတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲဟုတ်ပြီဒါကပဲဒီနေ့ကျွန်တော်တို့အတူတူရှာဖွေသွားမယ်မေးခွန်းပါကဲဇလန်ရဲ့အစကိုပြန်သွားကြည့်ရအောင်ရူရဲ့ခီးစဉ်ဘလို့ဆက်ခဲ့တယ်လဲဆိုတာပေါ့သူနေထိုင်ခဲ့တဲ့မောပါဘီဆိုတာကတော့ဝါနေထိုင်မှုပုံစံကအခုခေတ်နဲ့ဆိုရင်လုံးဝကိုခဘာချားသလောက်ကွာချနေခဲ့ရပါခဏလောက်စိတ်ကူးနဲ့ပုံဖော်ကြည့်အောင်ကလေးတွေကိုရက်ပူစော်ဖို့တောင်းဆိုတဲ့ဖះကိုအမှုတော်ထမ်းဖို့ရွေးချယ်ခံရတဲ့ကောင်မလေးတယောက်ရဲ့ဘဝရောပေါ့ဒါဟာ youth အထက်တကက်လက်တွေ့ဘဝကြီးပါသူကိုယ်တိုင်လည်းအဲ့ဒီကျမဆိုကနေကက်တီလေးလွတ်မြောက်ခဲ့တာလေနေ့စဉ်နဲ့မြသူဟာအခြားကလေးတွေကို yes ပူလင်ပေါ်ပို့ဆောင်ဖို့ပင်စင်ပေးနေရပြီးသူတို့နေရာမှာကိုယ်တိုင်ဖြစ်နိုင်ခဲ့တယ်ဆိုတဲ့အတွေးနဲ့ရှင်သန်နေခဲ့ရတာပါဒါပေမဲ့အဲ့ဒီနောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်မိုးဘက်ဘီကိုရောက်လာတဲ့မာလုံတို့ခေါ်တဲ့ယူရလူမျိုးလက်မှုပညာတွေတယောက်ကယူတီရဲ့ယုံကြည်မှုကိုအရင်ကနေလုခသွားစေမဲ့မေးခွန်းတွေကိုစပြီးမေးလာခဲ့ပါတယ်မာလုံရဲ့ဒီရွှေနဲ့မေးခွန်းအကွဲပြီးဂျေမိုးသွားနိုင်တဲ့ဖရားတဆူကသူ့ရဲ့စစ်တီတော်တွေရဲ့ကွဲအပ်နေတဲ့ဥခုံးတွေကိုဘလို့ပြန်ဆက်ပြနိုင်မှာလဲဆိုတဲ့မေးခွန်းကရွှေစစ်တဲ့တကယ်ကိုအလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်သူတစ်သက်လုံးကိုးကွယ်ခဲ့တဲ့ဖရားဟာသူထင်တဲ့လောက်တန်ခိုးမကြည့်နိုင်ဘူးဆိုတာကိုသဘောပေါက်သွားစေခဲ့တဲ့မေးခွန်းတစ်ခုပါပဲဆိုတော့ဒီမှာယုံကြည်မှုစနစ်နှစ်ခုကလုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတာတွေ့ရမှာပါတစ်ဖက်မှာက Kemushကြောက်တုံရုပ်ထုတွေနဲ့ကိုစားပြူတဲ့ကြောက်ရွံ့မှုကိုအခြေခံလဲအဆိုးဆုံးကတော့ကလေးတွေကိုရက်ပူစောက်ခိုင်းတယ်နောက်တစ်ဖက်မှာကတော့ယေဟောဝါမမြင်နိုင်ဘူးဒါမဲ့တနာကျင်နာတတ်တယ်တရားမျှတမှုကိုကိုစားပြူတယ်အပြစ်မဲ့သူတွေကိုတပ်ဖြတ်တာကိုလုံးဝဆက်ဆုပ်ယွံရှာတယ်ကျွန်တော်ကွာခြားချက်ကြီးကိုတွေးလိုက်ရတဲ့အခါပြောတော့ရေးရမယ့်လမ်းကတဖြည်းဖြည်းနဲ့ပေါ်ပြီးရှင်းလင်းလာပြီပေါ့ဒါဆိုပါရီဆက်ထစ်ခဲ့တယ်လေဖြစ်တယ်ကိုယ့်ရဲ့စားတဲ့မှုကိုစွန့်ခွာပြီးဘဝတစ်ခုစားတဲ့ဖို့နောက်ဆုံးမှာဘယ်လိုများဆုံးဖြတ်ချက်ချခဲ့တယ်လဲအဖြစ်အပျက်တွေကတကယ်ကိုမျက်စိလဲလောက်အောင်မြင်ဆန်လုံးခဲ့ပါတယ်တခဏအတွင်းမှာပဲပြုတ်ထားလေးစားခံရတဲ့ဘာသာရေးအစီခံဘဝကနေအသက်လူပြီးထပ်ပြေးနေရတဲ့ဒုက္ခဒီဘဝကိုရောက်သွားခဲ့တယ်ပိုဆိုတာကသူချစ်ရတဲ့လူကိုပါဆုံးရှုံးလိုက်ရတာပဲဒီလိုအခြေအနေမှာသူမောဘပြေကိုအပီးတိုင်စွန့်ခွာဖို့ဆုံးဖြတ်ခဲ့တာအံ့ဩစရာတော့မရှိပါဘူးနော်ဒီစကားတွေကယူဆက်ရဲ့တမဏိလိုခိုင်မာတဲ့စိတ်ဓာတ်ကိုဖော်ပြနေတာပါပဲသူဟာယောကမဖြစ်သူနောမီကိုဂတိတစ်ခုပေးခဲ့တယ်။အဲ့ဒါကတော့အသေးကအရာအားလုံးကိုစွန့်လွတ်ပြီးသူနဲ့အတူတဘွားလုံးလိုက်ပါမယ်ဆိုတဲ့ဂတိပါပဲ။ဒါဟာနောက်ကျောင်းဖြတ်မလဲတော့ဘူးဆိုတဲ့သူ့ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုပြနေတာပါ။ဒါပေမဲ့ယူချက်ခရီးကဒီမှာမပြီးသေးပါဘူး။ယူဒပီကိုရောက်တဲ့ခါမှာလဲလုံးဝမချင်မထားရဲ့စိန်ခေါ်မှုတွေကသူ့ကိုအစင်ထင်ဆုံးကြုံနေခဲ့ပါတယ်။ယူဒပီရဲ့အတွက်တော့မောဘအမျိုးသမီးကြောက်ဖြစ်တဲ့ရစ်ဟာတိုက်တပါသူစိမ့်ကြောက်ပါပဲ။အဲ့ဒီခေတ်ကမောဘလူမျိုးတွေဟာယူရလူမျိုးတွေရဲ့ရန်သူတော်ဟောင်းတွေဖြစ်ပြီးသူတို့ရဲ့ဒလီတွေကိုလည်းအချင်းသေးကြတယ်လीဒါကြောင့်ရစ်ဟာတန်တရားတွေမတိမမြင်ဖြူမှုတွေကိုခံခဲ့ရတယ်ဒါပေမဲ့ဒီလိုရန်လိုမှုတွေကြားထဲမှာတော့ရစ်ဟာဘယ်တော့မှဒူမထောက်ခဲ့ပါဘူးသူဟာသူ့အခွင့်အရေးကိုကောင်းကောင်းထိပြီးအဲ့ဒီအခွင့်အရေးအတွက်ရည်တည်ဖို့လည်းမကြောက်ခဲ့ပါဘူးကဲဒီနေရာမှာတော့ဇလန်းကနည်းနည်းလေးရှုပ်ထွေးလာပါပြီနောက်ဆက်တွဲဖြစ်ရတဲ့ကိုနားလည်ဖို့အတွက်အဲ့ဒီခေတ်ကလူမှုရေးနဲ့ဥပဒေဆိုင်ရာဒလီထုံးတန်းတချို့ကြောင်းကိုပြောပြဖို့လိုလာပြီပေါ့အဲ့ဒီအချိန်ကအရေးကြီးဆုံးဒလီတစ်ခုကတော့မတော်ဆက်ချင်းဒလီဥပဒေလို့ခေါ်တဲ့ Levy Rate Law ပါပဲအခြေခံအားဖြင့်တော့ရှင်းရှင်းလေးပါအမျိုးသားတစ်ယောက်ကသားသမီးမရှိဘဲတည်ဆုံးသွားရင်သူ့ရဲ့အကိုဒါမှမဟုတ်အနီးဆက်ဆုံးဆွေမျိုးကသူ့ရဲ့မုတ်ဆိုးမကိုလက်ထပ်ပြီးမျိုးဆက်ဆက်ဖန်မဲ့သားသမီးကိုယူပေးရပါတယ်ဒါကမိသားစုမျိုးဆက်မပြတ်စေဖို့နဲ့တည်ဆုံးသူရဲ့အမွေအနှစ်တွေမိသားစုထဲမှာပဲဆက်ရှိနေစေဖို့အတွက်အရေးကြီးတဲ့လူမှုရေးကာကွယ်တစ်ခုပေါ့ဒါဆိုရုပ်ကိုဘယ်သူလက်ထပ်မှာလဲသူရှိမှအမျိုးသား2ယောက်ရှိနေတယ်ဘောဇက်နဲ့တော်ပါဘောဇက်ကလူကောင်းတစ်ယောက်ဖြစ်ပေမဲ့ဥပဒေနဲ့စည်းကမ်းတွေကိုတိတိကျကျလိုက်နာရတဲ့သူနည်းနည်းခက်ထန်တဲ့သူပေါ့တော်ပါကတော့လူမှုဆက်ဆံရေးကောင်းပြီးဖော်ယူတတ်ပေမဲ့နောက်ကွယ်မှာကိုကျိုးရှာတဲ့သူပါရွေးချယ်မှုကယူရဲ့လက်ထဲမှာရှိပြီးသူ့ရဲ့အနာဂတ်တစ်ခုလုံးကဒီဆုံးဖြတ်ချက်ပေါ်မှာမူတည်နေပါတယ်ကဲအဆုံးဖြတ်ဖြစ်မဲ့အခက်အတန့်ကတော့လူတွေအားလုံးရဲ့ရှိမှဖြစ်ခဲ့တာပါဥပဒေအရဆိုရင်တော့အနည်းဆုံးဆွေမျိုးဖြစ်တဲ့တောပါမှာ Ruth ကိုလက်ထပ်ဖို့အခွင့်အရေးအရင်ဆုံးရှိနေတာပေါ့သူကလည်းအစမှာတော့ယူမဲ့ပုံပါပဲဒါပေမဲ့အဲ့ဒီမှာတင် Ruth ကဘယ်သူမှမမျှော်လင့်ထားတဲ့ကစားကွက်တစ်ခုကိုထုတ်သုံးလိုက်တယ်သူ
သူကကောက်တဲ့တလဲမှာ boss ကိုတွားတွေ့ခဲ့တယ်ဆိုတဲ့အရှက်ရဖို့ကိစ္စကြီးကိုလူပုံအလဲမှာဖော်ထုတ်ဝင်ခံလိုက်တာပါအဲ့ဒီခက်အခြေအနေကဒါကတော်တော်ကိုအရှက်ရစရာကိစ္စလေဒါကိုကြတော့တောဘကလည်းအကျင့်ပြတ်မိမတယောက်ကိုသူ့အိမ်ခေါ်မတွင်းကျင်တော့ဘူးဆိုပြီးသူ့အခွင့်အရေးကိုချက်ချင်းပဲဆွန့်လွတ်လိုက်ရောဒီလိုနဲ့ပဲ boss က Ruth ကိုလက်ထပ်ခွင့်ရသွားတော့တာပါပဲကဲ June နဲ့ Vozo တို့လက်ထပ်ပြီးတဲ့နောက်မှာဘာတွေဆက်ဖြစ်ခဲ့လဲတကယ်တော့သူတို့ရဲ့ဇလန်ကအဲ့ဒီမှာမှအခုဖင်းစားတာပါဟုတ်ပါတယ် Ruth နဲ့ Vozo တို့မှာ Orbit လို့ခေါ်တဲ့တားတယောက်ရခဲ့တယ် Orbit ကရေရှဲကိုမွေးဖွားခဲ့ပြီးရေရှဲကတော့ဒါဝိမင်းကြီးကိုမွေးဖွားခဲ့ပါတယ်ဟုတ်ပါတယ်သမိုင်းတစ်လျှောက်အထင်ရှားဆုံးရှင်မွေးရင်တစ်ပါးဖြစ်လာမဲ့ဒါဝိမင်းကြီးပါပဲဒါကြောင့်တနည်းအားဖြင့်ပြောရရင် Ruth ရဲ့ခရီးစဉ်ဟာသူ့ရဲ့ကိုယ်ပိုင်ဘဝပြောင်းလဲမှုတွေမကပဲနိုင်ငံတနိုင်ငံလုံးရဲ့အနာဂတ်နဲ့ပါဆက်ဆက်နေခဲ့တာပါဒါတကယ်ကိုမယုံနိုင်လောက်စရာဇလံမဟုတ်ဘူးလားအချင်းချင်းသိခံခဲ့ရတဲ့တိုင်းတစ်ပါးသူတယောက်ကနေလေးစားကြည်ညိုခံရတဲ့မျိုးဆက်ရဲ့မိခင်ကြီးတူဖြစ်လာခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ဇလံလေးသူရဲ့တတိနဲ့စိတ်သက်ခိုင်မာမှုလေးကတမိုင်းရဲ့လားရာကိုပြောင်းလဲစေခဲ့ပါတယ်ဒါဆိုယူသီရဲ့ဇလံကနေဘာသင်ကစရီရနိုင်မလဲကျွန်တော်တို့ရဲ့အမောင်မဲ့စွန်းအခရိတန်တွေမှာတောင်းကိုယ့်ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာကိုတတိပေးနေတယ်လို့ထင်ပါတယ်ဘယ်သူသိနိုင်မလဲကျွန်တော်တို့ရဲ့ကိုယ်ပိုင်ခရစ်စင်တွေကလည်းတနေ့နေ့မှာကိုယ်ထင်ထော်ရတဲ့ပူဟီမားတဲ့တက်ရောက်မှုတွေကဘာကြီးပေါ်မှာရှိကောင်းရှိနေနိုင်တာပဲ